မင်္ဂလာပါကျွန်တော်ဒီနေ့ချက်စားပြတာကတော့ငါးမွေချက်လေးချက်စားပါတယ်ငါးမွေချက်နဲ့ပန်းစင်ဟင်းညုံနဲ့ကျွန်တော်တော့ကင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တော့ကိုချက်ကိုစားအောင်မျိုးပဲဖြစ်ပါတယ်ဒါလေးကတော့ငါးမွေချက်ဆက်ဆက်လေးပါဟိုဘက်ကတော့ပန်းစင်ဟင်းညုံရင်းလေးနဲ့ခါကျဦးနဲ့ပဲသီးနဲ့ကြော်ပါတယ်ဒါလေးကတော့ကျွန်တော်ဒီနေ့ချက်စားမယ်ငါးပဲဖြစ်ပါတယ်ဒီငါးကိုကျွန်တော်တုံတက်ထားပါတယ်တုံတက်ထားပြီးတော့ကျွန်တော်စားစနင်းနေထားပါတယ်ပြီးရင်ခရူးစီလေးနဲ့ထည့်နေပါဗျာဒါတော့ရုပ်သီးစိမ်းရုပ်သီးမဲ့တောင်ကြက်သွန်ဖြူချင်းကြက်သွန်နီပပလိထားပါတယ်ဒီဘက်ကတော့ဥနီနဲ့ဗိုလ်စားပဲသီးနဲ့ကျွန်တော်ဒီနေ့ကြော်မယ်ပေါ့ဗျာကဲလောလောဆယ်ကျွန်တော်ကြက်သွန်နီလေးကိုကျွန်တော်စီတက်ပါတယ်မှုေးနေအောင်ဒီစီတက်ပြီးတော့ကျွန်တော်ရုပ်သီးမဲ့တောင်ရဲ့ကြက်သွန်ဖြူရဲ့ချင်းရဲ့ထပ်ပြီးတော့ကျွန်တော်စီတက်ပါတယ်ပြီးရင်ကျွန်တော်စနွင်းလေးထည့်ပြီးတော့ကျွန်တော်ကတော့စီတက်တယ်ပေါ့ဗျာဒါလေးကိုမှုေးနေအောင်ဒီစီတက်ပြီးရင်ကျွန်တော်ငါးထည့်မယ်ဒါကတော့စနေလေးထည့်ပြီးတော့ကျွန်တော်တို့စီတက်တဲ့နေထားလေးပဲဖြစ်ပါတယ်ဒါလေးကတော့ငါးလေးထည့်ပြီးတော့ကျွန်တော်တို့ချက်တဲ့အနေထားလေးပဲဖြစ်ပါတယ်ငါးမွေချက်ဆက်ဆက်လေးပေါ့ဗျာမြုပ်သီးမဲ့တောင်းနဲ့ကျွန်တော်တို့ဒီလိုချက်ပါတယ်မိတ်ဆွေတို့အိမ်မှာရှိရဆိုလည်းကိုယ့်နဲ့ကိုယ်ချက်စားပါကျွန်တော်တို့ကိုချက်ကိုစားအောင်မျိုးပဲဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ရေတင်းနဲ့ထည့်ပြီးတော့တည်ထားလိုက်ပါဦးမယ်ကဲငါးမွေချက်လေးရတော့လုံးဝကြက်သွားပါပြီနုနယ်ပြီးကြက်သွားပြီစားလို့လည်းကောင်းပါပြီလို့ကျွန်တော်လည်းပြောချင်ပါတယ်ဒါကတော့ခါကျဦးနဲ့ဘိုးစားပဲဒီကြော်တယ်ပေါ့ဗျာဥနီပေါ့ဗျာဥနီနဲ့ဘိုးစားပဲဒီကြော်တယ်ကဲဒါတော့ပန်းမုံလားစိမ့်ပေါ့ဗျာဘရိုကိုလီဒါလို့ကျွန်တော်ဟင်းညွန်ရင်းလေးလောက်တော့ပါမယ်ဒါကတော့ကျမကြီးအတွက်ကောင်းအောင်လို့ပေါ့နော်မိတ်ဆွေတို့အနေနဲ့ကျမကြီးကောင်းနေတယ်ဆိုရင်တော့ဒါမိုးလေးတွေချက်စားကြပါလို့ကျွန်တော်လည်းပြောချင်ပါတယ်အားလုံးပဲ3000ကြပါအောင်ဒီနေ့ကတော့ငါးမွေကျယ်လေးရယ်ပန်းစင်ညွှန်ရင်းလေးနဲ့ဘိုးချက်ဘိုးသားပဲသီးနဲ့အိုနီကြော်လေးနဲ့ကျွန်တော်တော့ဆွဲပါတယ်အားလုံးပဲဆုံးဖြတ်ကြည့်ပေးတဲ့လက်ကျေးဇူးပါဘိုင်ဘိုင်နောက်နေ့ကျမှတစ်ဖန်ပြန်ဆောင်ကြပါမယ်ရွှေလန်းချမ်းမြေ့ကြပါသည်မင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ကြပါသည်ကျွန်တော်တော့ကိုချက်ကိုစားအောင်မျိုးပဲဖြစ်ပါတယ်